အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဘူကြီးကျောင်းရောက်ရှိနေဖြစ်ပါတယ်ပြည်လည်နာဘူကြီးကျောင်းပြည်လည်နာဘူကြီးကျောင်းရှိတာဖြစ်ပါတယ်စပုတ်ပကံဘက်မှာရှိရတယ်ဒီဘူကြီးကျောင်းရောင်းမလူလာရနော်ဒီမှာပြည်သားရတဲ့တပူဒီနေ့အဲကြိုက်ဟိုပဲပြည်လည်နာပြန်ပြပေးမယ်နော်လိုက်ကြည့်ပါဦးလို့အားလုံးကပြည်သားတွေပြုလို့လာလို့တော့ပါဘယ်ရမသိပါကြောက်ကလေးခလေးနှကောင်ကြောက်မီတပြင်းရမ်းตายရပါရဲ့နော်ဒီကြောက်ပြည်လည်းနားဆိုတော့လေးတွေတိုင်ပြီးအေးနော်โอเคဝယ်မှာပြန်ပြပါမယ်ရှေ့ဟောင်းထားတဲ့နေရာကဒါဘာလဲပလင်းမဟုတ်ပါဘူးအိုးတွေပါရှေ့ဟောင်းအိုးဟိုရှေ့ဟောင်းအိုးဒီအောက်ကလည်းအိုးပါပဲဒီအောက်ထားအိုးဇိုးရှေ့ဟောင်းတွေပေါ့နော်စုထားတာဒီကတော့ငါအယိုးပါဘာငါမှမသိငါတော့ဒီမှာဒီပါငါဒီကငါကောင်းရှမ်းလို့ရတယ်ပါလေတော့ဘာငါရတော့မသိဖတ်မတောင်းအိုးတင်ငါမနဲ့ကြည့်ဝေလာငါလာဘာငါရတော့မသိကြည့်ပဲကြည့်ပါဦးကြည့်လေးပဲကြပင်းလေပါပင်းโอ้มาငှက်တဲ့တပူအေးလေးရှေ့ဟောင်းလေးဝယ်မထိုင်ကုန်มาလေးပါရှေ့ဟောင်းလေးပါနေကြရကြောင်းစုံရလန်းလာမသိကြောင်းစုံအဟောဒါနားတွေဖျားကြောင်းစုံဒီမှာပြပေးမယ်နော်ဒီနေရာရမ်းတာရပါတယ်ဒါကျောင်းဆောင်အဟောင်းပေါ့ကျောင်းဆောင်အဟောင်းဒီမှာတော့ကျောင်းဆောင်ပြန်ပြေးလာဖြစ်မယ်ဒီဘက်ကနေတည်းโอเคမောင်းလည်းနဲ့ပို့ရအတမ်းမြည်တော့ပို့တိုက်တယ်မပို့တိုက်တယ်မမြည်ဘူးစမ်းကြည့်ဒါကတော့ပြင်းလေပါပြင်းလေဒီဘက်ကတော့ဘာလို့ပြင်လာအမင်းမဲလာမသိဘူးတို့ကြည့်ကြပါဘယ်ပြင်ပါနော်ပြင်နဲ့တွေ့ရဘယ်တွေဒီစီကပေါ်နားလေးရှေ့ဟောင်းလေးဒီဘက်ကတော့ရှေ့ဟောင်းအေးစီနေတရုတ်တရုတ်အဲ့လိုမျိုးလုပ်ထားတာပါဒီကြတော့ရှေ့ဟောင်းပင်ပေါ်ပေါ်မှာဖျားစီတူးလို့ထားတာပါနော်ဖျားစီတူးလို့ပါဒီဘက်လေးရှိတယ်ဒီဘက်လည်းဖျား
ရှိဟောညာတူစီโอ้มาปูจอနန်းလေးလိုပဲနန်းတော်လိုမျိုးပေါ့တက်ရအေးရတယ်ရှယ်ပါနော်ရှုပ်ကြည့်ဘူးပါရတယ်ဟိုရတိတ်တိုင်းနေတိတ်ရှိမယ်ဘေးငဲ့လေးပြန်လဲဟုတ်ပြီလေရှယ်အိုးရှယ်ပါတော့ပြပေးမယ်နော်မောင်လေးရကျွန်တော်ပြေလာပါโอเคရှယ်โอ้my god ရှယ်ပဲဒါတော့ကျောင်းဆောင်ပြပါတယ်ကျောင်းဆောင်ဖြစ်ပါတယ်ရွှေရွှေနေရလဲကျောင်းဆောင်ပါပဲဒီထဲမှာကဖျားရရှိပါတယ်ခုတော့ဥပဖူးတော့ပါဘူးဖျားနေဝေဖူးပါတယ်ထဲဝေတော့အချွတ်ပါမယ်ကျောင်းဆောင်တို့ကျော်တော့လှုပ်ထားတာနန်းတော်ပုံစံလိုမျိုးပေါ့ဒီကျောင်းဆောင်ပေါ်ကနေပြီးတော့အောက်ကနေလမ်းမရတဲ့ဖြူလေးဖြစ်ပါတယ်โอเคအားလုံးကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်ပါလို့